မျိုးသမီးများတယောက်မှမရှိတဲ့ဒေသဟုတ်ပါတယ်။ဒါကတော့အမျိုးသမီးများတယောက်မှမရှိတဲ့ဒေသဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအမျိုးသမီးတွေကိုတစ်သက်လုံးတစ်ခါမှမမြင်ဘူးတဲ့ယောက်ျားလေးတွေပဲရှိတဲ့နိုင်ငံဆိုတာမရှိပါဘူး။မောက်အားတော့ကိုတော့သူ့ရဲ့သမိုင်းဝင်တဲ့ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုကြောင့် UNESCO ကမ္ဘာအမွေအနှစ်နေရာအဖြစ်အတိအမှတ်ပြုထားပါတယ်။မြောက်ကရီနိုင်ငံရဲ့ကျွန်းဆွယ်မှာအရှေ့ပိုင်း Orthodox ဘုန်းတော်ကြီးအတိုင်းဝိုင်းရှိပါတယ်။သူတို့ရဲ့ထူးခြားတဲ့သမိုင်းနဲ့တင်းကျပ်တဲ့စီးမြင်စည်းကမ်းတွေကြောင့်လူသိများပါတယ်။ဒီနေရာမှာယောက်ျားလေးတွေပဲနေထိုင်ကြပါတယ်။ကျွန်းပေါ်မှာနေထိုင်သူအားလုံးဟာအနက်ရောင်ဝတ်ရုံတွေဝတ်ထားတဲ့ဘုန်းတော်ကြီးတွေဖြစ်ပါတယ်။စစ်လိတ်တောက်တာကိုတားမြစ်ထားပါတယ်။လွန်ခဲ့တဲ့965နှစ်ကတည်းကအမျိုးသမီးတွေကိုဒီနေရာကိုဝင်ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။အမျိုးသမီးသုံးပစ္စည်းတွေကိုတောင်ယူဆောင်ခွင့်မပြုပါဘူးအမျိုးသမီးတယောက်တောင်ပေါ်ကိုခိုးဝင်လာရင်ပြစ်ဒဏ်ပေးခံရမှာပါဒါဆိုသူတို့ဘလို့မျိုးပွားကြတယ်လဲဆိုတာစိုးရိမ်စရာမလိုပါဘူးကျွန်းပေါ်မှာရှိတဲ့လူတွေအားလုံးဟာဖုံးတော်ကြီးတွေဖြစ်ပြီးဘယ်တော့မှအိမ်အောင်ပြုမှာကလေးယူမှာမဟုတ်ပါဘူးအတိုင်းဝိုင်းရဲ့လူဦးရေကိုတဘာဝမျိုးပွားခြင်းနဲ့မဟုတ်ပဲအပြင်ကနေဖုံးတော်ကြီးအစ်စ်တွေဝင်လာခြင်းနဲ့ထိမ့်သိမ်းထားပါတယ်နောက်ဗီဒီယိုများမှာပြန်လည်တွေ့ဆုံပါမယ်